တူတဲ့ချက်လေးတွေပြောပြပါဆိုမတူတဲ့ချက်လေးတွေမင်္ဂလာပါကျွန်တော်ဝင်းကို Apple စီတာ YouTube channel လေးကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ iPhone 14နဲ့ iPhone 15ဝယ်မယ်လို့စဉ်းစားနေတဲ့ customer တွေအတွက်ကျွန်တော် comment လေးနဲ့လုပ်ပေးမယ်14နဲ့15ဘယ်အောင်ဝယ်သင့်လဲဆိုတာအထက်ကိုကျွန်တော်တို့နှစ်ခုလုံးမှာဗာလေးကွာခြားသွားလဲဆိုတဲ့အကြောင်းလေးပြပြမှာဖြစ်ပါတယ်ဗျ။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုမစခင်မှာကျွန်တော်ရဲ့ account လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါဦးဗျ။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ screen size လေးကိုကျွန်တော်စတော့နော်iPhone 14နဲ့ iPhone 15 screen size က 6.1 inch ရှိပါတယ် 6.1 inch ရှိရတဲ့ကြောင့်မလို့ screen size ကတူပါတယ် weight ကလည်းတူပါပဲဗျเนาะအလေးတွေမ weight လေးကလည်းတူတယ် Okay ဒါဆိုလို့ရှိရင် frame ဘန်းကိုကျွန်တော်ကြည့်မယ်ဗျ frame ကလည်းကျွန်တော်တို့နှစ်ခုလုံးက aluminum frame ဖြစ်ပါတယ်ဗျ aluminum frame ဖြစ်တဲ့ကြောင့်မလို့နှစ်ခုလုံးကလည်းတူပါတယ်ဒီကောင်လေးက display ဘန်းကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ OLED display ပဲအသုံးပြုပေးထားတယ် iPhone 15 iPhone 14တဲ့ကျွန်တော်တို့ resolution ပိုင်းလေးအနည်းငယ်တော့ကျွန်တော်တို့တာပါတယ်ဗျเนาะအနည်းငယ်တော့ကျွန်တော်တို့တာမယ်ကျန်တာတော့အကုန်လုံးဒီပါတူတယ်ဟုတ်ပြီဒီနှလုံးမှာကျွန်တော်တို့ Bionic chipset အကြောင်းလေးကျွန်တော်ပြပြပေးမယ်ဒီ iPhone 15လေးဒီကျွန်တော် Bionic A16 ကိုအသုံးပြုထားတယ်ဒီ iPhone 14လေးဒီ A15 ကိုအသုံးပြုထားပါတယ် Bionic chipset ကတော့ကျွန်တော်တို့ iPhone 15မြင့်တယ်ဒါကြောင့်မို့လို့ပို့ပြီးတော့တော်တော်လေးသုံးညင်ပါတယ်ဆိုတော့ iPhone 15လေးကပို့ပြီးတော့တင်တော်ပါတယ်ဗျာနော်နောက်တစ်ခုကဘာလဲဆိုတော့ OS version 16နဲ့စပြီးတော့မိတ်ဆက်တာ iPhone 15လေးကဒီကောင်လေးကတော့ iPhone 14လေးတွေက OS version 16နဲ့စမိတ်ဆက်ကြပါတော့ပြီးတော့ GPU တွေဘာတွေကလည်းကျွန်တော်တို့တူပါတယ်ဗျ 5 core graphic ကိုပဲနှစ်ခုလုံးကအသုံးပြုပေးတာလို့ကြောင့်မလို့ GPU လည်းနှလုံးလုံးက iPhone 15လေးဒီ battery mAh 3300ကျော်နဲ့လာတယ် iPhone 14လေးဒီ battery mAh 3200ကျော်နဲ့လာတယ် battery mAh က iPhone 15က100လောက်ကိုကျွန်တော်တာပါတယ်14ကန်เนาะဟိုကျွန်တော်တို့ခြားခြားတော့21နဲ့ထွက်တာပေါ့နော်21နဲ့ထွက်တယ် Okay ဒီကောင်လေးတွေကကျွန်တော်အခုပြပြပေးမှာတူတဲ့ချက်လေးတွေပြောပြပါဆိုတော့မတူတဲ့ချက်လေးပြပြပေးမယ်မတူတာတော့ကျွန်တော်ကင်မရာ48 megapixel iPhone 15ဒီ48 megapixel main camera ပါတယ် iPhone 14လေးဒီကျွန်တော်12 megapixel ပဲပါတယ်ဒါကြောင့်မို့ကင်မရာကောင်းကောင်းလေးမှရိုက်ချင်ပါတယ်ဗီဒီယိုကောင်းကောင်းလေးမှရိုက်ချင်ပါတယ်ဆိုတော့ iPhone 15ကိုရွေးဖို့လိုအပ်တယ်เนาะ main camera 48 megapixel ဆိုတော့တော်တော်လေးကိုကျွန်တော်တို့ပုံထွက်တော်တော်လေးကောင်းပါတယ်เนาะလို့ရှိရင်ကျွန်တော်ကင်မရာဝိုင်းလေးကြည့်ရမယ် iPhone 15လေးနဲ့ကျွန်တော်တို့ iPhone 14လေးနဲ့ iPhone 15ဒီကျွန်တော်တို့48 megapixel main camera ပါတယ် iPhone 14လေးဒီကျွန်တော်တို့12 megapixel ပဲပါတယ်ကင်မရာဝိုင်းကတော့ကျွန်တော် iPhone 15ပို့ပြီးတော့တာတယ်ပြီးတော့နောက်တစ်ခုက white က ultra wide ရမယ်ပြီးတော့ကျွန်တော်တို့ 2x zoom ဆိုတဲ့နေရာလေးမှာကျွန်တော် iPhone 15ပို့ပြီးတော့ပါပါတယ် iPhone 14လေးဒီကျွန်တော်တို့ wide နဲ့ 0.5 ပဲရမယ် wide ကိုမှကျွန်တော်ဇုံဆွဲရိုက်လို့ရမယ်ဒီတစ်ခုလေးကတော့ကျွန်တော်ကင်မရာနှလုံးလဲဆိုပေမဲ့ပို့ပြီးတော့ကျွန်တော်တို့ဟိုကပို့ပြီးတော့15လေးကပို့ပြီးတော့တာသွားမယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဗီဒီယိုပိုင်းလေးရှင်းပြမယ်ဗီဒီယိုပိုင်းလေးမှာကျွန်တော်တို့ 4K 60 fps နှစ်ခုလုံးကကျွန်တော် 4K 60 fps ဗီဒီယိုလေးဗီဒီယိုရမှာဖြစ်ပါတယ်အဲဒါပေမဲ့ iPhone 15လေးဒီပို့ပြီးတော့ဗီဒီယိုရောဖိုတိုရောမှာပို့ပြီးတော့ကောင်းပါတယ်ကင်မရာပစ်စက48 megapixel ဖြစ်တဲ့ကြောင်ပါ iPhone 14လေးမှာကျွန်တော်ခုနပြောတဲ့တူတဲ့ချက်လေးတွေကအများကြီးရှိတယ်မတူတဲ့ချက်ကလည်း3ချက်လောက်ပဲပါပါတယ်ပြီးတော့ကင်မရာဝိုင်းမှာ iPhone 15ပို့ပြီးတော့48 megapixel main camera ဖြစ်တဲ့ကြောင်မလို့ iPhone 14 12 megapixel နဲ့နည်းနည်းလေးပို့ပြီးတော့တာတယ်ဒုတိယတစ်ချက်ကတော့ကျွန်တော် dynamic instant နဲ့ကန်ရမယ် dynamic instant နဲ့ကန်ရတော့နည်းနည်းတော့ထူးခြားတာပေါ့ဗျာဝင်လည်ပြောလို့ရှိရင်เนาะ Okay နောက်တစ်ချက်ကဘာလဲဆိုတော့ battery mAh ကလည်း100လောက်ပဲဟာရဆိုတော့အများကြီးထူးထူးတော့မရှိဘူးဗျာเนาะဒါကြောင့်မလို့ဒီနှလုံးဒီကျွန်တော်တို့အခုဝယ်မဲ့ကာစတမာတွေအတွက်ကျွန်တော်ရှင်းပြပေးတဲ့အချက်လေးတွေကိုနိုင်ရှင်းပြီးတော့ကိုယ်နဲ့ဘယ်ဟာပိုတင်တော်လဲဆိုရွေးချယ်လို့ရတယ်ကျွန်တော်အနေနဲ့ရွေးပေးပါဆိုလို့ရှိရင်တော့ကျွန်တော်တို့ iPhone 15ကိုကျွန်တော်ပို့ပြီးတော့ comment ပေးတယ်ကင်မရာဘိုင်းကိုကျွန်တော်ပို့ပြီးတော့သဘောကျပါတယ်ကင်မရာဗီဒီယိုလေးကောင်းကောင်းလေး48 megapixel နဲ့ဖန်တီးရပါတယ်ဗျ battery mAh 100လောက်ကတိပြည့်နာမရှိဘူးထူးခြားကျွန်တော်ခုနပြောတဲ့ဒါနဲ့မဲ့ ISO လေးနဲ့ကန်ရတဲ့ video လေးနည်းနည်းလေးတော့ပို့ပြီးတော့ကျွန်တော်တို့ထူးခြားပါမယ်ဒါကြောင့်မလို့ကျွန်တော်အခုပြောပြပေးတဲ့ပုံမဲ့လုပ်ပေးတဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့ဗျဟုတ်ကဲ့ပါဒီနေ့ဒီဗီဒီယိုလေးကတော့ဒီနာမှာအဆုံးသတ်မယ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာဗားလေးဖန်တီးပြီးတော့ဘယ်လိုမျိုးလေးတွေကျွန်တော်တို့ comment လေးလုပ်ပေးမယ်ဆိုတာလည်းကျွန်တော်တို့နောက်ပိုင်းနောက်ဗီဒီယိုတွေမှာဆက်လက်စောင့်မျှော်ပြီးပါအောင်ဗျအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဗျ